ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်မဿဲခရစ်ဝင်ခန်းကြီး3အပိုင်ငယ်7ငါသည်နောင်တအဖို့လို့ငါသင်တို့ကိုရေနှင့်ဗတ္တိဇံပေး၏ငါနောက်ကြွလာသောသူသည်ငါထက်တက်ဆွမ်းနိုင်၏ထိုသူ၏ခြေနှင်းတော်ကိုမျှဆောင်ခြင်းကငါမထိုင်ထိုသူသည်တန်ရှင်းသောဝိညာဉ်တော်နှင့်၎င်းမီးနှင့်၎င်းသင်တို့ကိုပါတိဇန်ပေးမည်ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ပါတိဇန်ဆရာယောဟန်ပြောတဲ့စကားဖြစ်ပါတယ်ပါတိဇန်ဆရာယောဟန်ကငါကနောင်တနဲ့ဆက်ဆိုင်တဲ့ပါတိဇန်ကိုရေမှာပေးတယ်ပါတိဇန်ဆရာယောဟန်ပေးတဲ့ပါတိဇန်ကနောင်တနဲ့အပြစ်တွေကိုစေကြောဖို့ရန်အတွက်ဒီဂျူးလူမျိုးတွေကပါတိဇန်ဆရာယောဟန်စီလာပြီးတော့ရေထဲမှာနှစ်ချင်းခံကြပါတယ်ဒါကနောင်တနဲ့ဆိုင်တဲ့အပြစ်ကိုစေကြောခြင်းပုံဆောင်တဲ့နှစ်ချင်းဖြစ်ပါတယ်။တို့ရတွင်နဲ့ငါနောက်ကြွလာသောသူသည်ငါထက်တက်ဆွမ်းနိုင်၏ဆိုတာကဘယ်သူပြောတာလဲဆိုရင်တော့သခင်ရှုကိုပြောတာဖြစ်ပါတယ်။သခင်ရှုကတော့တဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့၎င်းမီးနဲ့၎င်းဗာတိဇံကိုပေးမယ်လို့ဖော်ပြပါတယ်။ဒါကဘာအဓိပ္ပာယ်လဲ။တန်ရှင်းသောဝိညာဉ်တော်နဲ့ဗာတိဇံကိုပေးမယ်။ဒါကသခင်ရှုကိုယုံကြည်တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ကိုခံရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်မီးနဲ့ဗာတိဇံပေးမယ်ဆိုတဲ့အဓိပ္ပာယ်ကပါလေမီးနဲ့ဗာတိဇံပေးမယ်ဆိုတဲ့အဓိပ္ပာယ်ကိုတချို့ကအမှတ်မှားကြပါတယ်တန်ရှင်သောဝိညာဉ်တော်မီးထဲမှာနေမြုပ်ပြီးတော့မီးလျံကဲ့သို့ဝိညာဉ်တော်မီးရဲ့တုထိခြင်းကိုခံရမယ်လို့ကျွန်တော်ကထင်တတ်ပါတယ်တကယ်တော့ဒီလိုမဟုတ်ပါဘူးရှင်မဿဲခရစ်ဝင်ကျမ်းခန်းကြီး3အပိုင်ငယ်7ကိုဆက်ဖတ်ရင်လက်တော်တွင်သကောပါလျက်မိမိကောင်းတဲ့တလင်းကိုရှင်းလင်းစေသဖြင့်မိမိဂျုံစပါးကိုကြည်၌ဆုသွင်း၍အဖျင်းကားမငြိမ့်နိုင်သောမိနှင့်ရှို့တော်မူလတံ့ဟုယောဟန်ဟောပြောလေပါတိဇန်ဆရာယောဟန်ကပါဆက်ပြောလဲဆိုရင်တော့လက်တော်မှာသကောပါပြီးတော့ကောင်းတဲ့တလင်းကိုရှင်းလင်းမယ်သကောမှာခါချလိုက်မယ်အဲ့ဒီခါမှာတဲ့ဂျုံစပါးတွေကတော့အပေါ်မှာတင်ကြံခဲ့မယ်အဖျင်းအသုံးမရတဲ့ဟာတွေကတော့အောက်ကိုကျသွားပြီးတော့အဲ့ဒီစပက်ခုံတွေကိုတော့မငြိမ့်နိုင်တဲ့မီးနဲ့ရှို့မယ်ဆိုတဲ့အတိတ်ပဲကပါလေယုံကြည်သူတွေကိုတော့စပက်ကြီးဆိုတဲ့ကောင်းဝင်နိုင်ငံထဲမှာစုသွင်းထားပြီးတော့အသုံးမရတဲ့အဖျင်းဖြစ်တဲ့သခင်ရှုရဲ့ကယ်တင်ခြင်းကိုလက်မခံတဲ့သူတွေကတော့မငြိမ့်နိုင်တဲ့မီးအပင်ငရဲထဲမှာရှို့ခြင်းခံရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါကမီး၌ဗာတိဇံကိုဆိုလိုခြင်းဖြစ်တယ်။အတိတ်ပဲကတော့သခင်ရှုကအပင်ငရဲမှာလူတွေကိုတရားစီရင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။သခင်ရှုကတန်ရှင်းသောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကိုဗာတိဇံပေးမှာဖြစ်ပါတယ်။ဒါကသခင်ရှုကိုယုံကြည်ပြီးတာနဲ့တပြိုင်နက်တည်းဖြစ်တဲ့ကိစ္စဖြစ်ပါတယ်သင်္ကာသခင်ရှုခတော်ဖျားကိုယုံကြည်မယ်ဆိုရင်တော့သင်ရဲ့အထဲမှာတန်ရှင်းသောဝိညာဉ်တော်ကလာပြီးတော့ဝင်ရောက်ခြင်းကိုမှဖြစ်ပါတယ်။ဒါကဝိညာဉ်တော်၌ဗာတိဇံခံခြင်းဖြစ်ပါတယ်။ယုံကြည်တဲ့အချိန်အစပြီးတော့သင်ရဲ့အထဲမှာတန်ရှင်းသောဝိညာဉ်တော်တက်ရောက်ခြင်းတည်ရှိနေခြင်းကိုဝိညာဉ်တော်၌ဗာတိဇံခံခြင်းလို့ခေါ်ပါတယ်။တို့ရတွင်အချို့သောသူကသခင်ရှုကိုယုံကြည်ပြီးတာတော့ဟုတ်ပါတယ်။ဝိညာဉ်တော်၌ဗာတိဇံမခံရသေးဘူး။ဒီကိစ္စကိုတီးသန့်ဖြစ်ရလို့ဝိညာဉ်တော်၌ဗာတိဇံခံမှုအတွက်ကိုယ့်ဘက်ကနေလှုပ်ဆောင်ရမှာလို့ဆရာရိထံမှာဆုတောင်းခံမှဝိညာဉ်တော်၌ပါတိဇံကိုခံရတယ်လို့ယူဆတဲ့သူတွေရှိပါတယ်တကယ်တော့ဒီလိုမဟုတ်ပါဘူးဝိညာဉ်တော်၌ပါတိဇံဆိုဒီမှာသခင်ရှုကိုယုံကြည်ပြီးတာနဲ့တပြိုင်နက်တည်းရရှိတာဖြစ်ပါတယ်ကျော်တမန်တော်ဝတ္ထုခန်းကြီး7မှာပေတရုကယေရုရှလင်မြို့ရောက်တဲ့အခါမှာအယေပြားလှီးခြင်းကိုခံတဲ့ယူဒလူတွေကပေတရုကိုမကြည်မနှက်ဆန့်ကျင်ပြီးတော့ပြောဆိုကြတယ်ဘာကြောင့်လဲဆိုရင်ပေတရုကအယေပြားလှီးခြင်းမခံသောသူတွေနဲ့ပေါင်းဖော်ပြီးတော့အတူတကွစားတော့တယ်ဆိုတဲ့အကြောင်းကိုကြားတဲ့အခါမှာပေတရုကိုသူတို့ကဆန့်ကျင်ပြီးတော့ပြောဆိုတယ်။အဲ့ဒီခါမှာပေတရုကသူတတ်သိခံတယ်။သူ့ရဲ့တက်တာထဲမှာငကိုကတပါးမျိုးသားတွေကမစင်ကြယ်ဘူး။ဖယားသခင်မရွေးကောက်ဘူးလို့သူကထင်ခဲ့တယ်။ဒါပေမဲ့ဖယားသခင်ကသူ့ကိုဖွင့်ပြတယ်။တပါးမျိုးသားတွေလည်းဖယားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်တက်ရောက်ခြင်းကိုခံရတဲ့အကြောင်းကိုအီဒီလီတက်မူကောနေလီရဲ့မိသားစုနဲ့အပေါင်းပါတွေတန်ရှင်းသောဝိညာဉ်တော်တက်ရောက်ကြောင်းကိုသူကပြန်ပြီးတော့တတ်သိခံခဲ့ပါတယ်ဒါကြောင့်မို့သူကတပါးမျိုးသားတွေနဲ့ပေါင်းဖော်ခြင်းဖြစ်တယ်။တပါးမျိုးသားတွေစီမှာလည်းတန်ရှင်းသောဝိညာဉ်တော်တက်ရောက်တယ်ဆိုတဲ့အကြောင်းကိုတမန်တော်ဝတ္ထုခန်းကြီး7အပိုင်ငယ်16မှာပေတရုကပြန်ပြီးတော့ပြောပါတယ်။ယောဟန်သည်ရေ၌ဗာတိဇံကိုပေး၏။သင်တို့သည်တန်ရှင်းသောဝိညာဉ်တော်၌ဗာတိဇံကိုခံရကြလိမ့်မည်ဟုသခင်ဖျားမိန့်တော်မူသောစကားကိုထိုအခါငါအောက်မိ၏။တပါးမျိုးသားတွေပေါ်မှာလည်းတန်ရှင်းသောဝိညာဉ်တော်တက်ရောက်တော်တွေ့တဲ့အခါမှာယောဟန်ကရေ၌ဗာတိဇံကိုပေးတယ်။သင်တို့ဒီတန်ရှင်းသောဝိညာဉ်တော်၌ပါတိဇံခံရမယ်လို့သခင်ယေရှုမိန့်တော်မူတဲ့စကားကိုသူပြန်ပြီးတော့တတိရတယ်ဆိုတဲ့အကြောင်းကိုပေတရုက
ယူရာလူတွေကိုပြန်ပြီးတော့တတ်သိခံပါတယ်ကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး16မှာတော့ထူးဆန်းတဲ့ဖြစ်ရလေးတစ်ခုရှိတယ်တမန်တော်ရှင်ပေါလုကသူ့အထက်ကအေဝံဂေလိလုပ်ခဲ့တဲ့မြို့ရွာတွေစီရောက်သွားပြီးတော့အေဖတ်မြို့ရောက်တဲ့ခါမှာတဲ့တပည့်တော်တချို့တွေ့တယ်အဲ့ဒီတပည့်တော်တွေကိုသူကမေးတယ်တန်ရှင်းသောဝိညာဉ်တော်မင်းတို့ခံရပြီးပြီလားလို့မေးတဲ့ခါမှာသူတို့ကတန်ရှင်းသောဝိညာဉ်တော်တက်ရောက်ခြင်းကိုကျွန်တော်တို့မသိပါဘူးလို့ပြောဆိုတယ်အဲ့ဒီခါမှာရှင်ပေါလုကသူတို့ကိုမေးတယ်မင်းတို့ဘယ်ဗာတိဇံကိုခံတာလဲယောဟန်ဤဗာတိဇံကိုခံပါတယ်လို့သူတို့ကပြန်ပြောပါတယ်အဲ့ဒီခါမှာရှင်ပေါလုကသိလိုက်ပြီသူတို့သခင်ယေရှုရဲ့ဧဝံဂေလိသတင်းစကားကိုမကြားရသေးဘူးသခင်ယေရှုခရစ်တော်နာမ၌ဗာတိဇံကိုမခံရသေးဘူးအဲ့ဒီခါမှာရှင်ပေါလုကနားလည်လိုက်တယ်သူတို့ကဗာတိဇံဆရာယောဟန်ရဲ့နှစ်ချင်းမြင်္ဂလာကိုပဲသူတို့သိတယ်သခင်ယေရှုရဲ့ဧဝံဂေလိသတင်းစကားသခင်ယေရှုနဲ့ဆက်ဆိုင်တဲ့နှစ်ချင်းမြင်္ဂလာကိုသူတို့ကမခံရသေးဘူးဒါအောင်သိတဲ့အခါမှာသူတို့ကိုပြောပြပြီးတော့သူတို့ကိုသခင်ယေရှုနာမ၌ဗာတိဇံကိုခံစေတယ်အဲ့ဒီလိုဗာတိဇံခံပြီးတဲ့အခါမှာရှင်ပေါလုကသူတို့ပေါ်မှာလက်တင်ပြီးဆုတောင်းတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာပြီးတော့အမျိုးမျိုးသောဘာသာစကားပြောပြီးတော့ပရောဖက်ပြုတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒီကျမ်းပိုက်ကိုတချို့တွေကလွဲမှားစွာအနက်ဖွင့်တယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်သခင်ယေရှုကိုယုံကြည်ပြီးတော့ညာလဲဒီအေဖတ်မြို့မှာရှိတဲ့တပည့်တော်တွေကဝိညာဉ်တော်ကိုမခံရသေးဘူးဒါကြောင့်မို့ဝိညာဉ်တော်ဗာတိဇံဆိုတာကတတ်တတ်ဖြစ်တယ်သခင်ယေရှုကိုယုံကြည်ပြီးတော့ညာလဲဝိညာဉ်တော်ဗာတိဇံခံဖို့လိုသေးတယ်လို့အနက်ဖွင့်ကြပါတယ်တကယ်တော့ဒီလိုမဟုတ်ပါဘူးသခင်ယေရှုရဲ့အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းဧဝံဂေလိတရားကိုမသိသေးဘူးမယုံရသေးတဲ့သူတွေဖြစ်တယ်ဂျူးလူမျိုးတွေကသူတို့ရဲ့အပြစ်တွေကိုစေကြောဖို့ယောဟန်စီမှာဗာတိဇံကိုခံတဲ့ထုံးစံရှိကြပါတယ်ဒါကြောင့်မို့သူတို့ကသခင်ယေရှုရဲ့ဗာတိဇံကိုမသိတဲ့အခါမှာတမန်တော်ရှင်ပေါလုကရှင်းပြပြီးတော့သူတို့ကိုဗာတိဇံမြင်္ဂလာပေးတယ်အဲ့ဒီခါမှာသူတို့ကတန်ရှင်းသောဝိညာဉ်တော်ကိုခံရတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့ခြေသုံးညောင်စီတိုင်းကဲတင်ချင်းရပြီးတန်ရှင်းသောဝိညာဉ်တော်ရဲ့ဗာတိဇံကိုတကူးတကရှာဖွေပြီးတော့ခံယူရမယ့်ကိစ္စမဟုတ်ပါဘူးတန်ရှင်းသောဝိညာဉ်တော်ကိုသင်ကယုံကြည်တဲ့အချိန်ကစပြီးတော့ခံရတာဖြစ်ပါတယ်သင်ရဲ့စိတ်နှလုံးသားထဲမှာသခင်ရှုကိုအမှန်တကယ်ယုံကြည်ရင်အဲ့ဒီနေ့ရစပြီးတော့တန်ရှင်းသောဝိညာဉ်တော်ကသင်ထဲမှာလာရောက်ခြင်းဟုတ်တယ်ဒါကဝိညာဉ်တော်၌ဗာတိဇံခံခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာဝိညာဉ်တော်၌ဗာတိဇံခံခြင်းနဲ့ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကိုကွယ်ကွယ်ပြားပြားနားလည်ဖို့လိုအပ်ပါတယ်ဝိညာဉ်တော်၌ဗာတိဇံခံခြင်းဆိုတာကတော့သခင်ရှုကိုယုံကြည်တဲ့အချိန်ကစပြီးတော့သင်အထဲမှာတန်ရှင်းသောဝိညာဉ်တော်ဖျားလာရောက်ခြင်းဟုတ်တယ်ဘယ်အချိန်မှပြန်မထွက်သွားတော့ဘူးဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကြတော့သူကအသက်တာတစ်လျှောက်လုံးပေါ်မှာမူတည်ပါတယ်ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ရန်အတွက်ကျွန်တော်ကနေ့ရက်စဉ်တိုင်းမှာဖျားသခင်နဲ့အတူရှောက်လန်းဖို့အင်မတန်ရည်ကြည်ပါတယ်ဒါကြောင့်မို့သခင်ရှုကိုယုံကြည်တဲ့အချိန်ကစပြီးတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဗာတိဇံကိုခံရပြီးတော့သင်အထဲမှာတန်ရှင်းသောဝိညာဉ်တော်ကလာရောက်ခြင်းဟုတ်ပါတယ်သခင်ရှုကိုယုံကြည်တာနဲ့ဝိညာဉ်တော်ဗာတိဇံတွေကတွဲရက်ဖြစ်ပါတယ်။တီးတန့်လှုပ်ဆောင်အောင်မယ်ကိစ္စမဟုတ်ပါဘူး။အဲ့ဒီသင်အထဲမှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုသင်ကမိမိရဲ့အသက်တာတစ်ခုလုံးကိုအုပ်ဆိုးလွှမ်းမိုးခွင့်ပေးလေလေသင်ရဲ့အသက်တာကဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ဖခင်သခင်အလိုတော်ရှိသောအသက်တာနဲ့ရှောက်လန်းနိုင်မယ်ဆိုတဲ့အကြောင်းကိုဝေငှပါတယ်။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။